ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အိမ်မှာ Wi-Fi လိုင်းမကောင်းလို့ server ဖုန်းကိုမဆက်ခင်မှာလုပ်ကြည့်တဲ့အချက်လေးတွေနဲ့ဆောင်းရှောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုမစခင်မှာ Wi-Fi နဲ့ပတ်သက်တဲ့ knowledge sharing အကြောင်းလေးတွေကိုသင်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားဖို့အရင်တောင်းဆိုချင်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်တို့ Wi-Fi အသုံးပြုသူတော်တော်များများမှားနေကြတဲ့အမှားလေးတစ်ခုကတော့ကိုယ့်ရဲ့ Wi-Fi ဆက်ကိုနားချိန်မပေးဘဲနဲ့တောက်လျှောက်ဖွင့်ထားတတ်ကြပါတယ်။ဒီလိုမျိုးဖွင့်ထားတာကဆက်ကိုအရန်ပူလာတာမျိုးတွေဖြစ်လာစေပါတယ်။အဲ့ဒီအချိန်မျိုးမှာ Wi-Fi ကလိုင်းမကောင်းတာတို့လိုင်းကျတာမျိုးတွေဖြစ်လာတတ်ပါတယ်။ကျွန်တော်တို့ရဲ့ဖုန်းတွေလိုပဲပေါ့ဗျာ။ဘာလို့လဲဆိုတော့ဖုန်းတွေအသွင်းထားတဲ့အချိန်မှာအရန်ပူလာပါတယ်။အဲ့ဒီအချိန်မှာကိုကတုံးနေရဆိုလို့ရှိရင်ဖုန်းကဟန်းသွားတာတို့တုံးလို့မရအောင်လုံးဝ crash ဖြစ်သွားတာမျိုးတွေမိတ်ဆွေတို့လည်းကြုံမှုကြမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ Wi-Fi ဆက်တွေလည်းအလားတူနီးပေါ့ဗျာ။တို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Wi-Fi လိုင်းကျနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံး Wi-Fi ဆက်ကို9မိနစ်လောက်ခဏလောက်အနားပေးထားပြီးတော့ power ဖွင့်ပိတ်လေးလုပ်ပြီးမှပြန်သုံးကြည့်လိုက်ပါအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးဖုံပေါ်တဲ့ဒေတာမျိုးတွေမှာပုံမှန်တန်ရှင်းမလုပ်ဘဲနဲ့ထားလို့ရှိရင်2ရက်3ရက်လောက်နေလို့ရှိရင်ဖုန်းတွေရမ်းတတ်ပါတယ်ကျွန်တော်တို့ဝန်ထမ်းဘဝတော့ကတချို့အိမ်တွေမှာ router ဆက်ကိုကျွန်တော် Wi-Fi ဆက်ကိုပါဗျာတန်ရှင်းမလုပ်ဘဲနဲ့ဖုန်းလိမ့်လိမ့်နဲ့ထားတာတွေအတော်များများတွေ့ဘူးပါတယ်အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ Wi-Fi router ဆက်ကလိုင်းကောင်းကောင်းမလွှင့်နိုင်တာတွေဖြစ်လာပါတယ်ကျွန်တော်ဒီကျိုးလေးကိုမိတ်ဆွေတို့နားလည်အောင်ပြောပြရမယ်ဆိုလို့ရှိရင် Wi-Fi ထုတ်လွှင့်တဲ့ကုမ္ပဏီရဲ့ Wi-Fi လိုင်းကိုဒီကျိုးကနေတစ်ဆင့်မိတ်ဆွေတို့ရဲ့ဆက်ထဲကို Wi-Fi လိုင်းရအောင်လို့ဆက်သွယ်ပေးထားတာပါဒီကျိုးပေါက်မှာတော့၎င်းမိတ်ဆွေရဲ့ဆက်ရဲ့ဒီကျိုးထိုးပေါက်မှာတော့၎င်းမလိုအပ်တဲ့ဖုန်းနဲ့မိုက်တရိုက်တွေကတားဆီးနေမယ်ဆိုလို့ရှိရင်ဒီ Wi-Fi signal wave ကကောင်းကောင်းမရနိုင်တာကြောင့်လိုင်းကျတာတွေလိုင်းနှိရတာဖြစ်နေမှာပါအဲ့ဒါကြောင့်မလို့လိုင်းမကောင်းဘူးဆိုတဲ့မိတ်ဆွေကဆက်ကလေးကိုအဖွင့်ပိတ်လုပ်ရုံနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဆက်တန့်ရှင်းလေးပါလေးလုပ်ကြည့်လိုက်ဖို့အကြံပြုချင်ပါတယ်အခုမှစပြီးတော့ develop ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှာ technology ဘိုင်းနဲ့ပတ်သက်ပြီးတော့အလွန်အားနည်းကြပါတယ် Wi-Fi ဆက်သက်ပြီးဆိုကြလေကပတ်စံမပြောင်းတတ်ကြလို့ဆိုပြီးတော့ကုမ္ပဏီကနေပြီးတော့ချပေးထားတဲ့ default password နဲ့ပဲသုံးနေကြတဲ့လူကိုလွန်များပါတယ်ဥပမာကျွန်တော်တို့ဦးဝင်းက Wi-Fi တက်တယ်ဆိုပါစို့ကုမ္ပဏီကနေပြီးတော့ Wi-Fi နာမည်ကိုဦးဝင်း Wi-Fi password ကိုဦးဝင်း2023ဆိုပြီးတော့ပေးထားပါတယ်အဲ့လိုမျိုးပုံစံမျိုးတွေကကျွန်တော်တို့ password တွေကမှန်းအရန်လွယ်ကူနေတော့တခြားလူကမှန်းမိဖို့အရန်လွယ်ကူနေတတ်ပါတယ်ပြီးတော့ဒီဘက်ခေတ်ဖုန်းတွေမှာလည်း QR code တွေနဲ့ scan ဖတ်ပြီးတော့ Wi-Fi password ကို sharing လုပ်လို့ရနေတာဆိုတော့ကိုကမသိလိုက်ပဲနဲ့ကို Wi-Fi ကိုသုံးနေတဲ့လူကတဖြည်းဖြည်းများလာတော့တာပါပဲဒီလိုများလာတဲ့အကျိုးဆက်ကတော့တဖြည်းဖြည်းနဲ့ Wi-Fi ကို share ပြီးတော့သုံးရတဲ့သူများလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ Wi-Fi လိုင်းကျတာတွေ Wi-Fi လိုင်းမကောင်းတာမျိုးတွေကြုံလာတော့ပါတယ်တကယ်လို့မိတ်ဆွေရဲ့ Wi-Fi ကလိုင်းကျနေပြီဆိုလို့ရှိရင် Wi-Fi password ကိုပြောင်းကြည့်ဖို့ကြိုးစားကြည့်လိုက်ပါမပြောင်းတတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ထဲမှာလူသုံးများတဲ့ Wi-Fi ဆက်မျိုးစုံရဲ့ password ပြောင်းတဲ့ဗီဒီယိုလေးတွေတင်ပေးထားပါတယ်ဒီထက်ပိုပြီးစုံအောင်လည်းတင်ပေးနိုင်ဖို့ကြိုးစားနေပါတယ်ဒါလေးကတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှောင်ကျဉ်တဲ့အချက်ကလေးတစ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ Wi-Fi ဆက်ကိုတက်နိုင်လို့ရှိရင်အခန်းတောင်းလိုနေရာမျိုးတွေနိုင်ရန်နဲ့နီးရဲ့နေရာမျိုးတွေမှာထားတာမျိုးကိုရှောင်ကျဉ်တတ်ပါတယ်အခန်းတောင်းလိုနေရာမျိုးတွေမှာထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နိုင်ရန်တွေက Wi-Fi ဆက်ကနေပြီးတော့လိုင်းတွေထုတ်လွှင့်တဲ့အခါမှာအနှောက်အယှက်ပေးနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလိုင်းကျတာတွေလိုင်းမကောင်းတာတွေလိုင်းမမိတာတွေဖြစ်တတ်ပါတယ်ဆက်ကိုဖြစ်နိုင်လို့ရှိရင်ဟောတိုက်လိုမျိုးအခန်းအကျယ်ထဲမှာ space တစ်ခုကျကျဝင်ပေးပြီးတော့ထားသင့်ပါတယ်တကယ်လို့မိတ်ဆွေရဲ့အိမ်မှာကအမြဲတမ်း Wi-Fi လိုင်းမကောင်းဘူးလိုင်းကျနေတယ်ဆိုလို့ရှိရင်နောက်တစ်ခုစစ်ဆေးကြည့်ရမှာကဒီအဝါရောင်ပစ်သေးကျိုးလေးတွေကောင်းမကောင်းကိုစစ်ဆေးကြည့်ပေးပါဒီကျိုးလေးတွေကတခါတလေသတိမထားမိပဲနဲ့ခောက်နေတာများနေတာတခါတလေတကားနဲ့ညက်နေတာတို့ဖြစ်တတ်ပါတယ်အဲ့လိုမျိုးဖြစ်နေရင်လည်းလိုင်းကျတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတစ်ချက်ကတော့ကျွန်တော်တို့ Wi-Fi ကြိုးပြတ်ပူတဲ့သူတိုင်းသိကြမှာပါ LOS ဆိုတဲ့နေရာလေးမီနီလေးမိတ်တုံဖြစ်နေရပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ line လုံးဝမရတော့မျိုးလည်းဖြစ်တတ်ပါတယ်တခါတလေကျိုးကကြွက်တို့ရှင်းတို့ကြိုက်ထားဖြစ်တဲ့အတွက်မီနီလည်းလင်းတတ်ပါတယ်ဒါပေမဲ့ကျိုးကတော့လုံးဝကြီးပြတ်သွားတာမဟုတ်တဲ့အတွက် line ရတစ်ချက်မရတစ်ချက်မျိုးတွေလည်းဖြစ်နေတတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကကိုနဲ့သက်ဆိုင်တဲ့ Wi-Fi ကုမ္ပဏီတွေကိုဆက်သွယ်ပြီးတော့ကျိုးကိုလာဆက်ပေးစေဖို့ပြောလို့ရပါတယ်သူတို့ကလာပြီးတော့စစ်ဆေးပေးပါလိမ့်မယ်82နာရီအတွင်းလာပြီးစစ်ဆေးပေးမယ်ဆိုရင်တော့မလာမချင်းသာဖုန်းဆက်နေလိုက်ပါ
စတာပါတခါတရံကုမ္ပဏီဘက်ကလည်းအကျိုးပြတဲ့ကုမ္ပဏီတွေရမ်းများနေတဲ့အခါမှာသူတို့လည်းဘယ်လိုပြောလဲပြင်ဆင်ရတဲ့လူများတဲ့အတွက်ကြောင့်သူတို့ဝန်ဆောင်မှုနိုင်ငံကျန်းညာမျိုးလည်းရှိတတ်ပါတယ်မိတ်ဆွေတို့ဘက်ကလည်းနည်းနည်းလေးစိတ်ရှိသီးခံပြီးတော့ဆောင်ပေးလိုက်ပါဟုတ်ကဲ့ပါကျွန်တော်အပေါ်မှာပြပေးသွားတာတော့မိတ်ဆွေရဲ့အိမ်မှာ Wi-Fi လိုင်းမကောင်းတဲ့အခါမှာစစ်ဆေးကြည့်တဲ့အချက်လေးတွေကိုကျွန်တော်ပြပေးသွားတာပဲဖြစ်ပါတယ်အခုကျွန်တော် Wi-Fi ဆန်လိုင်းမှာမထားတဲ့ပစ္စည်းတွေကို bonus clip တွေတခုအနေနဲ့ပြပေးသွားမှာပဲဖြစ်ပါတယ်Wi-Fi ဆန်နာမှာမထားတဲ့ပစ္စည်းတွေကိုပြောပါဆိုလို့ရှိရင်ပထမတစ်ခုအနေနဲ့ကတော့တထုပါတထုကလျှက်စစ်စီးတဲ့ဝတ္ထုတစ်ခုဖြစ်ပါတယ်။ router Z တွေကလျှက်စစ်တန်လိုင်းကိုထုတ်လွှင့်ပါတယ်။အနီးနားမှာတထုပစ္စည်းတွေရှိတဲ့အခါမှာတထုက Wi-Fi Z ရဲ့ထုတ်လွှင့်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။ထိုနည်းသူပုံစံမျိုးတွေပဲ microwave မီးဖိုကြည်မှန်ရေခဲတစ်တာအဝတ်လျှော်ဆက်အဲ့ဒါတွေကလည်း Wi-Fi Z ရဲ့လျှက်စစ်တန်လိုင်းထုတ်လွှင့်တဲ့အခါမှာအများကြီးအနှောက်အယှက်ဖြစ်စေပါတယ်။မှာပဲကြောင့်အင်္ဂလိပ်အစရှိတဲ့အရာတွေကလည်း Wi-Fi လိုင်းကိုအဟန့်အတားအများကြီးဖြစ်စေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အုတ်နှံရံထူတဲ့အိမ်တွေအထက်မြင့်အိမ်တွေမှာအပေါ်ဆုံးတော့က Wi-Fi လိုင်းကောင်းကောင်းမမိတာအိတ်ခမ်းထဲမှာ Wi-Fi လိုင်းမမိတာဖြစ်နေကြတာပါ။ဒီပြဿနာကိုဖြေရှင်းလို့အတွက်ကျွန်တော်တို့က Wi-Fi repeater တို့လို external တွေကိုအသုံးချရပါတယ်။ external ဆိုတာဘာလဲဆိုတာကိုသိချင်သူများအတွက်ကျွန်တော်ရဲ့ MI4C review setup video လေးရဲ့ MI repeater pro video တွေမှာသွားပြီးတော့လေ့လာနိုင်ပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေအထောက်အကူဖြစ်စေတဲ့ဗီဒီယိုလေးတွေကိုထပ်ပြီးတော့လုပ်ပေးနေတာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးပါ